ပြည်တွေကတော့ဘယ်နေရာသွားဝယ်ရတယ်ဒါပေမဲ့တကယ်ဝေးလိုက်တဲ့အခါကျလို့ရှိရင်တက်တောင့်တရှိချင်တယ်ပြီးလို့ရှိရင်သူ့ရဲ့မျှော်ပြားပေါ့နော်မျှော်ပြားကဘိုက်ကြီးကိုစီးပြီးတော့နာနေတာမျိုးမလိုချင်ဘူးတကယ်ဝေးလိုက်တဲ့အခါမှာတင်ကြီးမှာလုံးကျစ်ပြီးတော့အခါကျကက်ကြီးဖြစ်နေတာမျိုးမကြိုက်ဘူးဆိုလို့ရှိရင်ဒီလိုပုံစံမျိုးလေးတွေကိုရွေးဝယ်ပါလို့သူပြောချင်ပါတယ်ရှင်မသူခုဒီပြပေးမဲ့စင်ဇိုင်းလေးကကြတော့လေမသူတို့ BKK စင်ပုံစံမျိုးလေးတွေးလိုက်မယ်စင်မောင်းမီတွေကိုဝယ်လိုက်လို့ရှိရင်လေဒီလိုစင်ဒီဇိုင်းတွေကကွာလိုက်မယ်ပေါ့နော်စင်ဒီဇိုင်းလှလေးတွေလိုချင်တယ်ဆိုလို့ရှိရင်တော့မသူချိုက်ထဲဆိုင်မှာရောက်ပါပြီရှင်အစင်ဒီဇိုင်းလေးတွေကိုလေလုံးဝကို BKK အစင်လေးတွေပဲမသူတင်ပေးထားပါတယ်ရှင်ပြီးရင်ဈေးနှုန်းလေးကလည်းလုံးဝကိုတစ်ချိုသားတဲ့ဈေးနှုန်းလေးနဲ့ပေးမှာဖြစ်ပါတယ်ရှင်ဒီမှာကြည့်ဒီကောင်လေးတွေဆိုလို့ရှိရင်လေ site လေးတွေကတ်တင်ပွားပွားလေးကိုဝတ်လို့ရအောင်လို့မို့လို့မသူပြပေးထားပါတယ်နော်ဒီပုံစံဒီဇိုင်းလေးရမယ်ပြီးတော့နောက်တစ်ဆင့်လေးမသူပြပေးမယ်ပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်ခရမ်းရောင်လေးနဲ့ဆက်ထားတာအစိမ်းလေးနဲ့ဆက်ထားတာမသူတို့တကြမ်းလေးပိုင်းမှာတချို့ဆိုလို့ရှိရင်လေစင်ပေါင်းမိနဲ့သွားကြတာမလားဒီပုံစံလေးအရန်လာနော်ပြီးရင်အခုနွေရာသီမှာဆိုလို့ရှိရင်အသားလေးကိုလုံးဝအေးနေကြပြီးရင်လေမသူစီမှာလေဝယ်တဲ့အသားမသူပြောတဲ့အတိုင်းပဲဖြစ်စေရမယ်နော်ဒီလားလုံးဝအသားအေးလေးပါရှင်ပူချစ်အသားမျိုးမဟုတ်ဝတ်လို့အရန်ကောင်းတယ်ခိုင်ရိုက်တာနဲ့ကိုအေးမြတယ်ဒီလားအရန်ဝတ်လို့ကောင်းပါတယ်ရှင်ပြီးရင်လေရှော်လိုက်တာနဲ့တခါတည်းရည်ရွယ်ပြဲသွားမှာမျိုးပါမျိုးလုံးဝစိတ်မပူနဲ့နော်ဒီအသားအရန်ကောင်းပါတယ်ရှင်ဒီစင်လေးဆိုအရန်လှတာပဲကြည့်ပါအောင်တကယ်ကိုနော်အရန်အသက်ဝင်တယ်ပေါ့နော်အဲ့တော့ဒီပုံစံလေးကဒီကောင်ကကြတော့ဒီတို့ဒီလိမ်မော်ဘက်ပြောရမှာပေါ့နော်လိမ်မော်ဘက်ကိုနည်းနည်းပြေးတဲ့အကြောင်းလေး color bright ဖြစ်တဲ့အကြောင်းလေးပါရှင်ဒါလေးကကြတော့ခရမ်းဘက်ကိုသွားတဲ့အကြောင်းလေးဒီလို site ပြည့်ကတ်တင်ပွားလေးလိုချင်တယ်ဆိုရင်မသူ choice ကိုလာခဲ့နော်ဒီစင်ဒီဇိုင်းလေးကကြလေမသူ site တက်မှာရော site နှစ်မှာရောနှစ်ဆိုင်လုံးမှာရပါမယ်ရှင်မသူ choice ဆိုလို့ရှိရင်ကြိုက်တဲ့ဆိုင်ကိုသွားဟုတ်ပြီနော်ပစ္စည်းတွေတော်တော်များများတော့ site တက်မှာရော site နှစ်မှာရောရပါမယ်နော်အဲ့တော့မသူရဲ့ site လိပ်စာလေးတွေကလည်းပင်ထောက်ထားတာမို့လို့လာပြီးတော့ကြိုက်ဒီဗီဒီယိုလေးကြည့်ပြီးတော့လာခဲ့ပါနော်ဒီမှာစင်ဒီဇိုင်းလေးဒီပုံစံလေးရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်